ရှင်ဗျာမိကုံးမေးလျှောက်ခွင့်ပြုပါရှင်ဗျာအဖေမေတွေစီကပတ်စံခိုးပြီးတော့သုံးပြီးရင်အာရိဏနာကန်ထိုက်ပါလားထိုက်တာပေါ့ကောင်းကောင်းကိုထိုက်တာပဲကောင်းကောင်းကိုထိုက်တာနော်ကောင်းကောင်းကိုထိုက်တယ်နော်သူကမိဘပစ္စည်းကကိုဆိုင်သားဆိုင်နဲ့မပိုင်ဘူးသူကအမေပစ္စည်းအဖေပစ္စည်းကငါသားသမီးပဲငါဆိုင်နဲ့မရဘူးသူကသူ့ပစ္စည်းကသူပဲလေသူကိုပေးတာမှမဟုတ်တာကိုသားဖြစ်တဲ့ကြောင့်ဆိုင်သားဆိုင်ပေမဲ့ကိုပိုင်ကိုမပိုင်သေးဘူးနော်အမေကသေလို့ကိုအမွေပေးမှပဲကိုပိုင်ပါလေအမေအဖေအသက်ရှိထင်ရှားရှိနေတယ်ဆိုရင်ကိုမပါဘူးအဲကြောင့်မိဘပစ္စည်းကိုခိုးလို့ရှိရင်အဋ္ဌိဏဌာနမြောက်ပါတယ်နော်ဒါစာထဲမှာတိတိကျကျကိုရှိတာရဟန်းဆိုလည်းပါရာဇိကကြားတယ်နော်ဒါငါအမေပစ္စည်းပဲဆိုတော့ငါယူငါအမေဟိုဖြစ်မှာပေါ့နော်ဒါစိတ်မဆိုးပါဘူးဆိုပြီးတော့ကိုကခိုးယူလို့တဲ့စိတ်နဲ့ယူမယ်ဆိုရင်တော့ဒါမြောက်တယ်ရဟန်းဆိုရင်လည်းပါရာဇိကကြားတယ်နော်အဲကြောင့်အမေဖေပစ္စည်းဖြစ်ပါစေလိုချင်တောင်းယူခိုးမယူနဲ့ပေါ့နော်အေးရှင်ဗျာမိကုံးမေးလျှောက်ခွင့်ပြုပါရှင်ဗျာတငယ်ချင်း2ယောက်ရှိတယ်ပေါ့ဗျာတငယ်ချင်း2ယောက်မှာအရန်ရင်းနေတဲ့ခါကျတော့လာရင်တငယ်ချင်းကိုမင်းငါအခန်းထဲကကြိုက်တဲ့ပစ္စည်းယူသွားပါညာပေးတယ်ပေါ့ဗျာပေးလိုက်တဲ့အခါမှာတငယ်ချင်းကယူလာတာကပေးလိုက်တဲ့ပိုင်ရှင်အရန်မြန်နိုးတဲ့ပစ္စည်းဖြစ်နေတယ်ဗျာအဲ့တော့ပေးမိစားရှိနေတဲ့အတွက်ကြောင့်ပြန်ပြီးတော့သူကလိုချင်တယ်ဗျာဒီမြန်နိုးတဲ့လူကဆိုတော့ခါပြန်ခိုးမိရင်ရောအရိဏကံထိုက်ပါလားထိုက်တယ်သူကမရအောင်သူပေးပြီးသွားပြီလေသူကကိုပေးပြီးသွားပြီဆိုလို့ရှိရင်ကိုကျင်တဲ့တိဖြစ်စေမကျင်တဲ့တိဖြစ်စေဟိုယူရတဲ့ဘက်ကမှာအပြစ်မရှိဘူးစာထဲမှာတိတိကျကျရှိတယ်တခါတလေလေတချို့ကအရန်အတောင်းရန်ထူတာရှိတယ်အရန်အတောင်းထူတာအလိုက်ကန်းဆိုမသိဘူးနော်သူများကြိုက်တဲ့ပစ္စည်းကိုလည်းအတင်းလာတောင်းတာတွေရှိတယ်အဲ့တော့အာနာတော်လေတချို့ကမပေးချင်ဘူးပေါ့နော်မပေးချင်မှလည်းအမြင်ကပ်ပြီးတော့ယူသွားကွာဆိုပြီးတော့ကိုအမြင်ကပ်မဲ့ပုံမှန်နဲ့ပြောလိုက်တာပါဇက်ကစိတ်ထဲကမကျင်တဲ့ပေမဲ့ပါဇက်ကယူသွားပါလို့ပြောလိုက်လို့ရှိရင်အဲ့ဒါပေးရရောက်တယ်နော်ယူသွားတဲ့ဘက်ကအဲ့ဒါတကယ်မမြောက်ဘူးမထိုက်ဘူးသူကဘာလို့သူကကျင်တဲ့ဖြစ်စေမကျင်တဲ့ဖြစ်စေယူသွားပါလို့ပါဇက်ကပြောလိုက်တဲ့အတွက်ကြောင့်ယူသွားတဲ့ဘက်ကမှာအပြစ်မရှိဘူးအဲ့တော့အဲ့ဒါပြန်လူမယ်ပြန်တောင်းမယ်ပြန်တောင်းတာတောင်းလို့ရတာပေါ့နော်ပြန်လူယူမယ်ဆိုလို့ရှိရင်တော့ဒါအာရိဏနာမြောက်ပြီနော်ပြန်လူယူလို့မရအောင်အဲ့ဒါမျိုးသူ့ပေးလိုက်ပြီကိုကရှင်ဖေဟာမေးခွန်မေးလျှောက်ခွင့်ပြုပါရှင်ဖေဟာတပည့်တော်ရဲ့ပစ္စည်းတစ်ခုကိုသုံးတယောက်ကခိုးယူသွားတယ်ပေါ့ရှင်ဖေဟာအဲ့ဒီခိုးယူသွားတဲ့သူကိုတပည့်တော်ကတီးတဲ့အခါကြားလို့ရှင်ရင်အဲ့ဒီပုဂ္ဂိုလ်အာရိဏကံပြောင်းမှာဆိုလို့တပည့်တော်ကနေပြီးတော့မင်းငါပစ္စည်းကိုခိုးသွားတာငါတီးတယ်ဒါပေမဲ့ငါခိုးရလို့မတတ်မှတ်ဘူးမင်းယူလိုက်တော့လို့ပြောလိုက်လို့ရှင်အဲ့ဒီပုဂ္ဂိုလ်မှာခိုးတဲ့ကံမြောက်ပါသေးလားရှင်ဖေဟာခိုးသွားကြတဲ့ကမြောက်နေပြီနော်ခိုးသွားကြတဲ့နော်ပြန်ပေးပါတယ်ဆိုလို့မရအောင်ဟိုခိုးသွားကြတဲ့ကတော့မြောက်သွားပြီသူကနှစ်ခုရှိတယ်ဒီထက်မှတော့ရေးထားလိုက်မှထင်တယ်ခိုးတယ်ဆိုတဲ့နေရာမှာပစ္စည်းက2မျိုးရှိတယ်ရွေးလို့ရတဲ့ပစ္စည်းနဲ့ရွေးလို့မရတဲ့ပစ္စည်းခုနချန်စီယိုကားတဲ့မြေကကြတော့မရွေးဘူးတွေ့လားအဲ့ဒါစာပေထဲမှာထာဝရလို့ခေါ်တယ်အမြဲတည်ရှိနေတဲ့ဥစ္စာရွှေချလို့မရတဲ့ပစ္စည်းကိုခုံးမြောက်ကြတော့ပိုင်ရှင်ရဲ့စိတ်နဲ့ဆိုင်သွားတယ်ပိုင်ရှင်ဘက်ကနေပြီးတော့သူဘက်ကဒီပစ္စည်းပေါ်မှာအာလျာရှိနေသေးတယ်ဆိုရင်ခုံးမမြောက်သေးဘူးခုနမြေကိစ္စရွှေလို့မရတဲ့ပစ္စည်းမို့လို့ပြောတာရွှေပြောင်းလို့ရတဲ့ပစ္စည်းတွေဆိုလို့ရှိရင်တော့ခိုးကြရမြောက်နေပြီဥပမာဒီစာအုပ်ဆိုရင်ဒါရွှေလို့ရတယ်လေဒါဥစဉ်မသိခင်ရဲထုံးကခိုးသွားမယ်ဆိုရင်ဒါဥစဉ်ဘက်ကပေးပါတယ်ဆိုလည်းမရတော့ခိုးသွားတဲ့ကြရမြောက်နေပြီဒါကြောင့်ဥစဉ်တို့ရဟန်းတော်တွေဆိုအများနဲ့တတိပေးတယ်သူများပစ္စည်းကိုလို့နော်ခွင့်မတောင်းမဲနဲ့ဘယ်တော့မှမကင်နဲ့ပိုင်ရှင်မသိခင်ကိုကခွင့်တောင်းမတိုင်းမဲနဲ့ကင်လိုက်တယ်အဲ့လိုနေချိန်မှာကိုကဒါခိုးလို့တဲ့စိတ်မပါသေးဘူးကင်ကြည့်တာပစ္စည်းကိုကင်ကြည့်တာပြီးကမှခိုးလို့တဲ့စိတ်ဖြစ်သွားတယ်ငါယူလိုက်မယ်ပေါ့နော်ဆိုပြအခုမြောက်သွားပြရတာပြီးမှပြန်ထားရင်လည်းမရဘူးအဲ့ဒါရဟန်းဆိုပါရာဇိကကြမှာလားတန်ဖိုးကြီးတဲ့ဖုန်းတို့ကွန်ပျူတာတို့ဆိုရင်ကြမှာအဲ့ဒါနော်တန်ဖိုးကြီးတဲ့ဖုန်းတို့ကွန်ပျူတာတို့သူများစီကခွင့်မတောင်းမနဲ့သူများဟာကိုခဏကင်ကြည့်တယ်ကင်ကြည့်တဲ့အချိန်မကြသေးဘူးဘာမှမဖြစ်သေးဘူးအဲ့မှာသူကဖုန်းလေးလှလိုက်တာပေါ့နော်ကွန်ပျူတာလေးလှလိုက်တာငါယူသွားတော့မယ် तू လည်းမသိဘူးပေါ့ငါယူလိုက်မယ်ဆိုယူသွားမယ်ဆိုစိတ်ပြီးတော့ဟိုယူကောင်းမလားမယူရင်ကောင်းမလားဆိုတာမဆိုင်ဘူးနော်အဲ့ဒါဒွေးရဖြစ်တဲ့အချိန်အဲ့ဒီမှာတော့ခိုးတာမဟုတ်သေးဘူးယူသွားမယ်ငါယူမယ်ဆိုစိတ်ကဆုံးဖြတ်ချလိုက်ပြီပြီးမှတောင်းလေးကြာမှဟာမကောင်းဘူးလေဒါသူများဥစ္စာခိုးတာပဲကောင်းမလဲဆိုပြန်ချလိုက်မရတော့ဘူးအဲ့စိတ်ဖြစ်ကြတဲ့ကခိုးမမြောက်နေပြီဘာလို့ तू ပိုင်စင်မပြောဘဲနဲ့တိုင်ထားတာမို့လို့ပစ္စည်းကနေရာရွေ့သွားပြီ तू ကနေရာရွေ့သွားပြီဆိုရင်ဒါခိုးမမြောက်နေပြီ तू ကနိအဲ့တော့အနည်းပိုင်ရှင်စီကခွင့်တောင်းပြီးကင်ကြည့်မယ်နော်ပိုင်ရှင်စီကခွင့်ငါနားလေးခဏကင်ကြည့်ခွင့်ပြုပါပေါ့နော်ကင်ကြည့်တဲ့ပြီးခါမှာအမှခိုးလို့တဲ့စိတ်ဖြစ်တယ်ဒါကမကြောက်ခိုးမမြောက်ဘူးဘာလို့ဒီပစ္စည်းကိုနေရာရွေ့သွားတာကကိုယ့်ဘာကိုရွေ့တာမဟုတ်ဘူးပိုင်ရှင်ရဲ့ခွင့်ပြုချက်နဲ့ရွေ့တာအဲ့ကွာနော်အကြောင်းဦးစလို့ပစ္စည်းတစ်ခုကိုကင်ကြည့်တဲ့အခါမှာခွင့်တောင်းပြီးကင်တာနဲ့ခွင့်မတောင်းပြီးကင်အများကြီးကွာသွားတယ်ခွင့်မတောင်းဘဲနဲ့ကင်လို့ရှိရင်ခိုးလို့စိတ်ဖြစ်သွားရင်အတ္တနာနာမြောက်သွားတယ်ခွင့်တောင်းပြီးကင်တဲ့ပုဂ္ဂိုလ်ကခိုးလို့တဲ့စိတ်ဖြစ်သွားမိမယ်အတ္တနာမမြောက်သေးဘူးအဲ့သူကြတော့ဘယ်ခါမှမြောက်မလဲဆိုတော့ပိုင်ရှင်ကပြန်တောင်းရတဲ့နဲ့မပေးတဲ့ခါမှမြောက်မှာဟာငါပစ္စည်းပြန်ပေးလေကွာဆိုရင်အဲ့ခါမှာငါမယူဘူးလို့ငါဘယ်တော့မှယူလို့လဲလို့အခါကျရင်သူကြမှာဟိုပုဂ္ဂိုလ်ကပြောတာပေါ့နော်အဲ့ခါကျမှကြမှာအဲ့ဒါကြောင့်ဦးဇင်းတို့
ဒီအတ္တိနန္ဒနာနှမျိုးရှိတယ်လို့ပြောချင်တာနော်ရွှေပြောင်းနေရတဲ့ပစ္စည်းနဲ့ရွှေလို့မရတဲ့ပစ္စည်းနှစ်ခုရှိတယ်နော်